မင်္ဂလာပါတငယ်ချင်းတို့ရေသမီးစားကြပါအောင်ရှင်ဒိုင်းမမဘူးရှိကြလေးလဲရှင်စားကြပါအောင်ရှင်အစောကသမီးကိုဝယ်စားတာပါဒီရွှေပြည်သာမှာရှိတဲ့နာကြီးကွထမင်းဆိုင်မှာပေါ့နော်စောရဲ့ဝင်ထွက်ရင်ပေါ့အဲ့ထမင်းဆိုင်မှာစောထမင်းဝယ်စားပါတယ်ရှင်ဘဝသမားလေးပါထမင်းဝယ်စားပါတယ်တယောက်ဆဲဆိုတော့ချက်မစားပါဘူးရှင်စားကြပါဦးလို့ဒီမှာထမင်းကတော့မင်းနဲ့ဟင်းဝယ်စားတာပါ2000မို့ကိုခင်းနေတော့ဒီမှာထည့်ပေးတာအများကြီးပါပဲရှင်ဒီမှာတညင်းကြီးလေးလည်းပါပါတယ်ရှင်ဒီမှာတညင်းကြီးလေးလည်းပါတယ်ငပိရေတိုးစရာအစုံကြည့်ကြပါအောင်ရှင်စားကြအောင်နော်စားကြအောင်ဒီမှာငပိရေလေးနဲ့တိုးစရာလေးနဲ့နော်တိုးစရာလေးတိုးမယ်ငပိရေလေးစားမယ်စားကြပါအောင်ရှင်စားတော့တောသူဆိုတော့တည့်ရတိုင်းမယ်လေငပိတိုးစရာကြိုက်တယ်ရှင်လိုင်းမောင်တငယ်ချင်းတို့ရောကြိုက်လားငပိတို့ကြာစားကြပါအောင်ရှင်ညံကောင်းညံစားလို့ကောင်းပါလေရှင်နော်ကြားရင်လာပြီးအားပေးကြပါဦးနော်ဒီဆိုင်ထဲမှာပေါ့တိကြတဲ့လူတိကြတယ်ရှိလို့ရှင်ဖြေခဲ့ကြပါရှင်ရွှေပြည်သာနာကြီးကွေမှာရှိပါလေရှင်သမင်းကြော်ဆိုင်လေးမှာအဲ့ဆိုင်လေးမှာအစောကတုံးလေးလေးမှာလည်းပို့ရပါလေရှင်အဲ့ဆိုင်လေးမှာအစောသမင်းစားနေပါလေရှင်အစောတက်တော့လဲကြည့်တယ်ဒီမှာ Wi-Fi နဲ့ကြည့်လို့ရပါလေရှင်အစောကဖေးကိုတိတ်မထက်နိုင်တော့ Wi-Fi ရှိတဲ့နေရာမှာအစောကကပ်ပြီးတော့ဈေးလဲပို့သမင်းလဲစား Wi-Fi လေးလဲကြည့်ပါလေရှင်ဒီမှာမပြီးရကြည့်ရလဲမရင်ချက်ရကြည့်ပါရှင်စားကြပါအောင်လို့ကြော်ရင်စားကြပါလို့ခင်းနေရလဲအစုံပါပဲချက်ရမှာနော်မင်းကြော်လဲရှိတယ်ဟင်းသမင်းမျိုးစုံရောင်းပါလေရှင်တို့စရာတွေနဲ့ share ပဲနော်စားကြအောင်တကယ်ချင်းတို့ရေကဲကြိုက်လားမဆောင်မိုးဆိုစားလို့ရပါလေရှင်နော်ကိုအချင်းချင်းမျိုးထည့်ပေးတာပါသူများတွေရအောင်တော့3-4တောင်ပေါ့ရှင်အစောကြတော့သူတို့ကဆွဲဝင်ထွက်ရင်ကိုင်းတိုင်လေစောကြတယ်2000ဝန်းနဲ့ညာလေးတူတူပြောတာသူများတွေကြားသွားအောင်စားကြအောင်ရှင်တကယ်စားကောင်းပါလေရှင်နော်မလေးကောက်လိုက်တာအောင်ချစ်တယ်နော်အပန်းအောင်ကျေးဇူးပါရှင်နော်ဆက်ကြပါဦးနော်စားပေးပါလေရှင်